မင်္ဂလာပါခင်ဗျာဒီကနေ့ဗီဒီယိုမှာတော့65 watt ဒီ laptop charger လေးရယ်ဒီ300 watt 20 ampere အထိအသုံးပြုလို့ရတယ်လို့ဆိုရဲဒီ buck converter လေးရယ်ကိုတွဲဖက်ပြီးတော့မှကျွန်တော်တို့ဒီ DIY lithium battery ပဲဖြစ်ဖြစ်နောက် acid battery တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီ charger လေးတစ်ခုအဖြစ်နဲ့ကျွန်တော်တို့ပြောင်းလဲပြီးတော့အသုံးပြုလို့ရနိုင်မဲ့ဒီလမ်းလေးကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အသုံးပြုမဲ့ပစ္စည်းတွေကိုကျွန်တော်တို့အရင်လေ့လာကြည့်ကြရအောင်အဲ့တော့ဒီမှာက laptop charger လေးတစ်လုံးပေါ့နော်သူကတော့65 watt သူ့ရဲ့အထွက်ဘိုးကဒီမှာရေးထားတယ် 19.5 volt 3.3 ampere ထွက်တယ်ပေါ့နော်အဲ့တော့65 watt ထုတ်ပေးနိုင်တယ်နောက်ဒီ buck converter လေးဒီကောင်လေးကတော့သူက20 ampere 300 watt ထိထုတ်ပေးနိုင်တယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်သုံးခဲ့တဲ့အတွေ့အကြုံအရတော့10 ampere လောက်သုံးတယ်ဆိုရင်တော့မှတိတ်အဆင်မပြေတော့တွေ့ရတယ်နော်10 ampere လောက်ဆိုရင်ကိုသူ့ရဲ့ဒီ heat sink တွေကတော်တော်လေးကိုပူလာပြီအဲ့တော့ကျွန်တော်အကြံပေးချင်တာကတော့ဒီ buck converter တွေအသုံးပြုမယ်ဟေးဆိုရင်တော့ကျွန်တော်ကတော့ဒီတိုင်း fan လည်းမပါဘူးပေါ့နော်ဒီတိုင်းပဲတက်ဆင်ပြီးတော့အသုံးပြုမယ်ဟေးဆိုရင်တော့5A 6A အများဆုံးဒီ7 ampere လောက်ထိပဲကျွန်တော်တို့အသုံးပြုတင်တယ်ပေါ့နော်အဲ့ထက်ပိုတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ10 ampere လောက်ကျွန်တော်တို့သုံးချင်တဲ့ဟေးဆိုရင်တော့ fan မဖြစ်မနေတက်ပေးရပါမယ်နောက်ပြီးတော့သူက20 ampere အထိထုတ်ပေးနိုင်တယ်ဒါပြောတာအများဆုံးကတော့ကျွန်တော်တို့ဒီ10 ampere လောက်ထိပဲအများဆုံးအသုံးပြုစေချင်တယ်ပေါ့နော်အဲ့ဒါမှရေရှည်အတွက်ကအဆင်ပြေတယ်10တယ်ကြော်ကြီးအသုံးပြုထားရင်တော့ရေရှည်မှာတိတ်အဆင်ပြေမနေဘူးပေါ့နော်ဒီကောင်လေးကဟုတ်ပြီအဲ့တော့ buck converter ဆိုတဲ့အတိုင်းကျွန်တော်တို့သတိချက်ရမှာကနော်အဝင်ထက်နည်းတဲ့ဟာကိုပဲသူကအထွက်မှာထုတ်ပေးမှာဖြစ်တယ်ဥပမာကိုကဒီမှာ15ဖို့ပေးသွင်းလိုက်ရင်ဒီမှာ15ဖို့အောက်ပဲကျွန်တော်တို့ထွက်ပေးမှာဖြစ်တယ်နောက်ပြီးတော့ကိုသွင်းထားတဲ့ watt အတိုင်းပဲအပြင်မှာထုတ်ပေးမှာဖြစ်တယ်ဥပမာပေါ့ဗျာအခုနဆိုရင်ဒီကောင်ဆိုရင်သူက65 watt ထုတ်ပေးနိုင်တယ်ဆိုတော့ကျွန်တော်တို့က65 watt ပေးသွင်းထားပြီးတော့မှအထွက်မှာကျတော့ကျွန်တော်တို့ watt 100တွေသွားထုတ်လို့မရဘူးကိုပေးသွင်းထားတဲ့ watt အတိုင်းပဲသူကထုတ်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာကတော့19 volt နော်19.5 volt 3.3 ampere လောက်ထိကျွန်တော်တို့အဝင်ပေးမှာပေါ့အမြင့်ဆုံးပေါ့နော်သူထုတ်ပေးနိုင်တာကအဲ့လောက်ပဲဆိုတော့နော်ဒီဂျာကဟုတ်ပြီဆိုတော့ကျွန်တော်တို့အထွက်လဲပဲကျွန်တော်တို့က65 wattထပ်ပို့ပြီးတော့ထုတ်မပေးနိုင်ဘူးပေါ့နော်အဲ့တစ်ချက်ကိုတော့ကျွန်တော်တို့သိထားရမယ်ဆိုတော့ကျွန်တော်တို့ watt ကိုသိချင်ရင်volt နဲ့ ampere နဲ့ကိုမြောက်ပေးရတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တစ်ချက်လောက်ဒီ battery package လေးကိုကျွန်တော်တို့အားသွင်းကြည့်ပြီဒါလေးကတော့ Li-ion 3S battery package လေးဖြစ်တယ်ဆိုတော့သူ့ရဲ့ charging voltage က 12.6 ဖြစ်မယ်ပေါ့နော်12.6 ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ buck converter မှာအထွက်ဖို့ကိုသွင်းမဲ့ battery ရဲ့ volt ဖြစ်တဲ့12.6 ကွက်တိကျွန်တော်တို့ချိန်ပေးရမှာဖြစ်တယ်နောက် ampere ကတော့ကျွန်တော်ကဒီကောင်လေးက AH အနေနဲ့ပြောရင်ဒီကောင်လေးက 10AH ပဲရှိတာပေါ့နော် 10AH ပဲရှိတာဆိုတော့ကျွန်တော်5 ampere လောက်ထိဒါမှမဟုတ်လေ3 ampere လောက်ထိပေါ့နော်အဲ့လောက်ထိပဲကျွန်တော်ထားပြီးတော့ limit လုပ်မယ်ပေါ့နော်ဒီကောင်က current လည်း limit လုပ်လို့ရတယ် volt တွေကိုလည်း limit လုပ်လို့ရတယ်ဒီမှာ CCCB ဆိုပြီးတော့မှစာရေးထားတာလေးရှိတယ် CC ဆိုတာ constant current နဲ့ constant voltage ကိုเนาะ CB က constant voltage အဲ့ဒါကိုဆိုလိုခြင်းဖြစ်တယ်အဲ့ဒီနှစ်ခုကိုဒီ potential meter လေးနှစ်ခုကိုကျွန်တော်လှည့်ပြီးတော့လိုအပ်တယ်လို့ချိန်ကြီးလို့ရမှာဖြစ်တယ်ပြီးတော့သူဒီမှာ switch လေးလည်းပါသေးရနော်နောက်အဝင်ကတော့သူ့ရဲ့ capacitor ဒီဘက်အဝင် capacitor ကိုကြည့်တဲ့အခါမှာ50 volt အထိလက်ခံနိုင်တယ်ဆိုပေမဲ့အဝင်ကတော့ကျွန်တော်တို့က40 volt လောက်ထိပဲအဝင်ပေးတာကအဆင်ပြေပါမယ်ရေရှည်မှာပေါ့နော်50 volt လက်ခံလို့ရတယ်ဆိုပြီးတော့ကျွန်တော်တို့က50 volt နားနီးလေးထိသွားပေးလိုက်ရင် capacitor တွေပူတာတွေအခက်မသိရင်ပေါက်တာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့50 volt ဆိုပေမဲ့40 volt လောက်ထိပဲအဝင်ကိုအများဆုံးပေးတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကန့်သက်ချက်လုပ်လိုက်မယ်ဆိုရင်အဝင်ကသူက6 volt ကနေ40 volt လောက်ထိအဝင်ပေးနိုင်ပြီးတော့အထွက်ကတော့ကျွန်တော်တို့က 1.2 volt ထိဘိုးကို short ချလို့ရတယ်1.2 volt ကနေ36 volt လောက်ထိကျွန်တော်တို့အထွက်ကိုအသုံးပြုလို့ရမယ်ပေါ့နော် ampere တော့ကခုနကျွန်တော်ပြောသွားတဲ့အတိုင်းပဲပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီ charger လေးနဲ့ချိတ်ဆက်ပြီးတော့မှာပေါ့နော်အဝင်ကိုချိန်မယ်ပြီးရင်အထွက်ကိုကျွန်တော် 12.6 volt ချိန်ထားပြီးတော့မှဒီ battery လေးကိုစမ်းပြီးတော့အသွင်းကြည့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ wire ချိတ်ဆက်မှုလေးတွေကျွန်တော်လုပ်ကြည့်မယ်ကဲဒီတော့ကျွန်တော်တို့ဒီမှာ wire ချိတ်ဆက်မှုလေးတွေတော့ပြီးသွားပြီဒါကသူ့ရဲ့ output အတွက်ပေါ့နော်ဒီမှာ battery နဲ့ချိတ်ဆက်ဖို့ဖြစ်တယ်သူကတော့ charger နဲ့ချိတ်ဆက်ဖို့ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီမှာပို့ကျွေးလိုက်မယ်โอเคဆိုတော့ဒီမှာမီးလေးလင်းလာပြီเนาะဒီမီးလေးမလင်းကျွန်တော်တို့ဒီ switch လေးကို on off လုပ်ပေးရမယ်เนาะဒီမှာ on off လုပ်လေးပါတယ်ဒီကောင်ဒီ switch လေးကို on ပေးမှာပဲဒီမီးလေးလင်းလိုက်မယ်အဲ့တော့အဝင်ဘိုးကိုကျွန်တော်တိုင်းကြည့်ပါမယ်အဝင်ဘယ်လောက်ရှိသလဲပေါ့เนาะ
ဟုတ်ပြီ 19.4 ရှိတယ်အထွက်တိုင်းကြည့်ပါမယ်16.9ပေါ့နော်16ဘိုးကျော်ထွက်နေတယ်ကျွန်တော်တို့သွင်းမှာက 12.6 ပေါ့နော်ဒီ battery က 12.6 ဖြစ်တဲ့အတွက်เนาะသူ့ရဲ့ charging ဘိုးကဟုတ်ပြီဆိုတော့ကျွန်တော်တို့က 12.6 ဘိုးကျွန်တော်ချိန်ပေးရမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော် 12.6 ဘိုးရောက်အောင်ချိန်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ CV ဆိုတဲ့ဟာလေးကိုကျွန်တော်လှည့်ပေးလိုက်မယ်เนาะ CV ဆိုတဲ့ဟာကိုကျွန်တော်တို့က 12.6 ဘိုးရောက်အောင်လှည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာအထွက်ကိုထောက်ကြည့်တဲ့အခါမှာ16.9ရှိနေတယ်ဆိုတော့ CV လေးကိုလှည့်ပြီးတော့ကျွန်တော်တို့ကဘိုးကိုချိန်မယ်ပေါ့နော်ကိုအသွင်းမဲ့ဘိုးအတိုင်းချိန်ပေးရမှာဖြစ်တယ်ဒီနေရာမှာ lipo 4ဖြစ်ခဲ့မယ်ဆိုရင်တော့ 14.6 ပေါ့နော် lipo 4 12ဘိုးရဲ့အသွင်းတဲ့ဘိုးဒီ 14.6 ဘိုးဖြစ်တဲ့အတွက်14.6 ဘိုးကိုချိန်မယ်ဒီမှာတော့သွင်းမဲ့ဟာက lithium 3s ပဲဖြစ်တဲ့အတွက် 12.6 ကိုချိန်ရချင်းဖြစ်တယ်ပေါ့နော်ဒီမှာက lipo 4ဆိုရင်လည်းရပါတယ်နောက် acid battery တွေအတွက်ဆိုရင်တော့ 14.3 14.5 ပေါ့နော်အဲ့လောက်ချိန်ပေးလို့ရပါတယ်12 volt acid battery ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာ 12.6 ထိကျွန်တော်ရောက်အောင်လဲလိုက်မယ်โอเคအဲ့တော့ဒီမှာလဲလိုက်ပြီဒီ potentiometer လေးကိုအသာလေးလဲပေးလိုက်ရုံပဲနော်ဒီမှာဒီလိုနာရီလက်တံပြောင်းပြန်လဲလိုက်ရင်ဘိုးကယော့လာတာတွေ့ရတယ်အဲ့တော့နာရီလက်တံအတိုင်းလဲရင်တော့ဘိုးကတိုးလာတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့က short ချင်တာဖြစ်တဲ့အတွက်เนาะအထွက်က16ဘိုးကျော်နေတဲ့အတွက် 12.6 ထိရောက်အောင် short လိုက်မယ်ဟုတ်ပြီအဲ့တော့သူ့ကတာလေးဒီလိုလေးလဲပေးရုံပဲပေါ့နော်ကားရင်ကတော့ကျွန်တော်တို့ဘက်ထရီနဲ့ချိတ်ဆက်မှပဲချိန်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လှုပ်ဆွဲမှပဲကားရင်ကစီးတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်12.6 လောက်ရောက်တဲ့အထိကျွန်တော်ချိန်ပါမယ်ဆိုတော့ဒီမှာ okay 12.68 လောက်ဆိုစင်ပြေပါပြီနော်ဟုတ်ပြီ okay 12.62 ဟုတ်ပြီလောက်ဆိုရင်ရပါပြီအဲ့ဆိုရင်သူ့ကိုစမ်းပြီးတော့အသွင်းကြည့်လို့ရပြီပေါ့နော်အဲ့တော့ ampere ကတော့ကျွန်တော်တို့ကဒီကမ်မီတာလေးနဲ့ကျွန်တော်ထောက်ပြီးတော့ ampere ဘယ်လောက်ဆိုတာကိုတိုင်းမှာဖြစ်ပါတယ်ဆိုတော့သူ့ကိုချိန်လိုက်တော့မယ်နော်ဒီမှာ 12.6 ပို့ရောက်နေပြီဖြစ်တဲ့အတွက်ဟုတ်ပြီချိန်လိုက်ပြီ okay ချိန်လိုက်ပြီ65 watt နော်သူ့ရဲ့ပေးသွင်းတဲ့ဟာကဆိုတော့သူ့ရဲ့ ampere ကဘယ်လောက်စီးနေလဲဆိုတော့တစ်ချက်လောက်တိုင်းကြည့်ပြီsorry DC ကိုရွှေ့မယ် 3.5 ampere နဲ့အသွင်းပေးနေတယ်နော်အဲ့တော့ 12.6 အထွက်ကဘိုးက 12.6 ဘို့နောက် ampere က 3.5 ဟုတ်ပြီဆိုတော့ 3.5 နဲ့ကျွန်တော်တို့ 12.6 နဲ့မြောက်လိုက်တဲ့အခါမှာ44 watt နော်ပေးသွင်းတာက65 watt လောက်ထိကျွန်တော်တို့ပေးသွင်းတယ်သွင်းပေးတာက44 watt လောက်ထိပေးသွင်းနိုင်တယ်ဆိုတော့မစိုးဘူးပြောရမယ်နော်သူပေးသွင်းတဲ့ watt နီးပါးထုတ်ပေးနိုင်တာတွေ့ရတယ်နော်အဲ့တော့ heatsink ကနည်းနည်းလေးတော့ပူလာတယ်နော် 3.5 ဆိုနည်းနည်းလေးခက်နွေးနွေးလေးပေါ့အဲ့လိုလေးချိန်နေရှိတယ်ဒါဆိုရင် 3.5 ampere ပဲရှိတဲ့အတွက်အဆင်ပြေသေးရဲ့နော်ဒါမျိုးလေးတွေတွင်းရတယ်โอเคဒါဆိုရင်ဒီကောင်လေးကိုအသွင်းနေပြီဖြစ်တယ်ပေါ့နော်ဒီလိုပုံစံလေးကျွန်တော်တို့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ buck converter တွေနဲ့အသုံးပြုပြီးတော့အသွင်းမယ်ဟဲ့ဆိုရင်12 volt battery package တွေဖြစ်တယ်ပေါ့နော်ဒီလီယာယုံပဲဖြစ်ဖြစ် lipo 4ပဲဖြစ်ဖြစ်နောက်ပြီးတော့ကျွန်တော်တို့ကတခြား acid O လေးတွေပေါ့ဒီ 50Ah အောက် battery လေးတွေကိုသွင်းမယ်ဆိုရင်တော့ဒီလို charger တွေနဲ့တွဲပြီးတော့ဒေါင်းမွေလဲ adapter တွေနဲ့တွဲပြီးတော့ဒေါင်းမွေလဲ solar နဲ့အဝင်ပေးပြီးတော့เนาะသွင်းလို့ရမှာဖြစ်ပါတယ်သူက solar နဲ့ဆိုရင်တော့သူကwatt 300တို့ watt 200တို့ဟာသူက VOC ပေါ့နော် solar ရဲ့အထွက်ဘိုးက20အဲ့ဒီပတ်ချလဲပဲရှိတဲ့အတွက်watt 150 watt 200စသဖြင့်အဲ့ဒီ solar တွေနဲ့လည်းဒီကောင်တွဲဖက်ပြီးတော့အသုံးပြုလို့ရမယ်နော်နောက်ပြီးကြရင်ကျွန်တော် solar တွေနဲ့တွဲဖက်တဲ့အခါမှာပေါ့နော်သတိထားမယ့်အကြောင်းအရာလေးတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်အဲ့တော့ ampere ကိုချိန်တဲ့အခါမှာကျွန်တော်ခုနက ampere ပြန်တိုင်းကြည့်မယ် 3.5 ရှိတယ်နော် 3.5 ရှိတယ်ကိုကဒီကောင်ကို battery ကတော့3.5 ampere နဲ့မသွင်းချင်ဘူး ampere ကို limit လုပ်ချင်တယ်ဆိုရင်ဒီမှာ cc နော်ဒီဘက်က cc ဆိုတဲ့ဟာလေးကိုတော့ကလဲ့ပေးရုံပါပဲအဲ့တော့လဲ့ပေးကြည့်မယ်နော် ampere ကိုကန့်တတ်လိုက်မယ်ကျွန်တော်2 ampere လောက်ထိပဲသွင်းကြည့်မယ်โอเคအဲ့တော့ဒါလေးကိုဖြည်းဖြည်းချင်းလေးပဲလဲ့ပေးရမှာနော်တအားကြီးခက်မြန်မြန်လေးလဲ့လို့မရဘူးသူကနိုင်လက်တံအတိုင်းလဲ့ရင် ampere တွေတိုးလာမယ်နိုင်လက်တံပြောင်းပြန်လဲ့ရင် ampere တွေလျော့လာမှာဖြစ်တယ်ဗောနော်ဟုတ်ပြီဒါဆိုရင်သူက2 ampere နဲ့ပဲအသွင်းပေးနေတာဖြစ်တယ်
โอเคဒီလောက်ဆိုရင်တော့ဒါနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်လေးတွေကိုအသုံးပြုပြီးတော့မှာပေါ့နော်battery package လေးတွေအသွင်းလို့ရမယ် adapter နဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ်ဒါမျိုး laptop charger တွေနဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ကိုလိုချင်တဲ့ကိုအသွင်းချင်တဲ့ဘို့အတိုင်းကျွန်တော်တို့ထုတ်ပြီးတော့အသွင်းလို့ရမှာဖြစ်တယ်ဒါပေမဲ့တစ်ခုရှိတာကတော့ဒါလေးတွေကိုအသုံးပြုမယ်ဆိုရင်ပေါ့နော်တစ်ခုဒီ solar controller အဖြစ်နဲ့ပေါ့နော်အသုံးပြုချင်တဲ့ဟဲ့ဆိုတော့တစ်ခုသတိထားမှာကကျွန်တော်တို့က battery တွေမှာ BMS ပေါ့နော် BMS မခံမဲနဲ့သူ့ကို direct ကြီးလုံးဝအသုံးမပြုပါနဲ့เนาะ BMS ခံကိုခံပေးရမှာဖြစ်တယ် BMS မပါရင်အဆင်မပြေပါဘူးသူက battery တွေအပြည့်သွားရင်ဒီကောင်အလိုအလျောက်ဖြတ်ပေးတဲ့စနစ်ကဒီ back converter တွေမှာမပါဘူး back converter တွေကတော့သူက battery အပြည့်လာပြီဟဲ့ဆိုရင်သူက ampere ကတဖြည်းဖြည်းနဲ့ယော့သွားတာပဲရှိမှာပေါ့နော်လုံးဝကြီးဒုံးကြီးဖြတ်သွားတာရေလို့မရှိတဲ့အတွက်ကျွန်တော်တို့ကဗာလဲဆိုရင်ကိုက battery တွေနဲ့သွင်းတော့မယ်ဟဲ့ဆိုရင်ကိုသွင်းမဲ့ battery မှာသေချာပေါက်ကျွန်တော်တို့ကBMS တက်ပေးရမှာဖြစ်ပါတယ် BMS မပါတဲ့ battery တွေကိုတွင်းလို့အဆင်မပြေပါဘူးနောက်ပြီးတော့ကျွန်တော်တို့က solar controller အဖြစ်နဲ့ကျွန်တော်တို့ကအသုံးပြုမယ်ဟဲ့ဆိုရင်reverse current ကိုကျွန်တော်တို့ကတစ်ချက်သတိထားရမယ်ပေါ့နော်သူ့မှာရှိတဲ့ဒီပြောင်းပြန်လက်စီးကြောင်းပေါ့ဥပမာကျွန်တော်တို့ကsolar controller အဖြစ်အသုံးပြုတယ်တခါတည်းချိတ်ဆက်ထားတယ် battery နဲ့အများတန်းချိတ်ဆက်ထားတယ်ဆိုရင်နေအောင်ချီမရတော့တဲ့အချိန်တွေမှာသူ့ထဲကနေပြီနော် battery တွေကနေပြီးတော့မှဒီပြောင်းပြန်လက်စီးကြောင်းတွေပြန်ပြီးတော့ဒီ converter ထဲကိုဝင်လာနိုင်တယ်เนาะအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ dioode တွေခံပြီးတော့အသုံးပြုပေးတင်တယ်ဒီအတွက်ဒီအထွက်ပေါ့เนาะဒီအထွက် positive မှာကျွန်တော်တို့က dioode ခံပေးပြီးတော့မှအသုံးပြုလို့ရပါတယ်ပေါ့เนาะအဲ့ဒီလိုအသုံးပြုလို့ရမယ်ဒါမှမဟုတ်လဲကိုကဖြုတ်လိုက်တက်လိုက်လုံးမဲ့ဟာမျိုးပေါ့เนาะဒီလိုမျိုးadapter ကို charger တွေနဲ့တွဲဖက်ပြီးတော့အသုံးပြုမယ်ဟိုကလိုချင်ရင်ဒီလိုလေးဖြုတ်เนาะကိုကအသွင်းချင်ရင်ထိုးသွင်းမသွင်းတော့ဘူးဆိုရင်ဖြုတ်အဲ့ဒါမျိုးဆိုရင်တော့အများတန်း battery နဲ့ချိတ်ဆက်မထားတဲ့ဟာမျိုးဆိုရင်တော့ဒိုင်အိုမခံလဲသိပြီးတော့ပြဿနာမရှိဘူးပေါ့နော်အဲ့တော့ဒီကောင်လေးတွေကိုအသုံးပြုပြီးတော့ battery package တွေကိုအသွင်းတာကတော့ဒီ charger တွေလို့တော့လုံးဝကြီး perfect ဖြစ်နေတာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုရင်တော့ charger မှာကျတော့ तू ကဒီ protection တွေအများကြီးပါတယ်ပေါ့နော်နောက်ပြီးတော့သူ့မှာ charger IC တွေနောက်ဒီ MOSFET တွေလည်းပါတယ်နောက် NTC sensor တွေပေါ့နော်အဲ့ဒါတွေကစအကုန်လုံးပါတာဖြစ်တဲ့အတွက်Li-ion charger တွေနောက် LiPo 4 charger တွေပေါ့နော်သူ့ရဲ့ original အသွင်း set တွေလို့တော့perfect မဖြစ်ပေမဲ့ဒီလိုမျိုးအရေးပေါ်အခြေအနေမှာအသုံးပြုလို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်။ဟော်ဘီကတော့ကျွန်တော်တို့ဒီကနေ့ပြောပြပေးတဲ့အကြောင်းအရာလေးကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။